ထဲမှာကစားရင်မင်းတို့ကောင်းနေငါ့ကိုကြောင်းကြရမယ်ဆိုတာမသိဘူးလားမင်းတို့ဘာကောင်းမလို့ငါတို့ကကြောင်းကြအောင်မော်来，ငါမသိပဲမင်းငါပိုင်နေမှာဖဲဝိုင်းလို့တာမင်းမှာပြစ်ရှိလား好，是吧，是，冲，呀，你是。ပေမယ်မင်းဝါ过来，ကျွန်တော်တို့နွယ်လို့တိုင်းလေးကိုလည်းတောက်ရောက်ပေးပါအောင်ဗျာကိုပဲရွာမိုးဒီလို့လားကျွန်တော်တို့ရေးလို့ပါညနေငါလာခဲ့ဟုတ်မင်းတို့ကွာနှစ်ယောက်တယောက်နဲ့ခန်းလာတယ်လို့ဆောက်ရင်းပါကိုလူကရာသူအပိုင်နဲ့မို့လို့ခံရတာပါဗျာဟေ့ပိုင်တာတွေဆိုင်တာတွေမပြောနဲ့ကွာဇိုးတွေရဲ့နောက်မှာအညာဆိုတာရှိတယ်အညာဟာဟေ့မင်းတို့ပြောတယ်အညာမဟုတ်ဘူးကွာဇိုးတွေရဲ့နောက်မှာကျိုးကင်နဲ့အညာဆိုတာရှိတယ်အဲ့ညာကိုငါကင်မြမင်းတို့ကြည့်နေတာနှစ်ပြန်ရွယ်စိုးကြီးထန်းတော့တဲ့ကြောက်ဝိုင်းမှာဇိုးတွေရဲ့နောက်ကအညာကိုငါဘလို့ကင်မယ်ဆိုတာမင်းစောင့်ကြည့်လိုက်ဖြစ်ပါမလားကိုလူကရာအဲ့ဒါဈေးရဲ့အပိုင်တော့ဈေးကြီးတွေရေကြီးတွေငါလာမယ်ပြောနေဇိုးတွေရဲ့နောက်ကအညာကိုငါဘလို့ကင်မယ်ဆိုတာမင်းတို့နှစ်ပြန်စောင့်ကြည့်လိုက်ကွာငါနဲ့လိုက်ခဲ့လိုက်တော့ဟုတ်ပြီပတိမလာပြီမေသမီးလာပြီနင်ကဥပဝိုင်းမှာကြားလာပြီလေတလုံးချပေးသေးဟုတ်မေနင်နာယူနေတာကောင်းလေးမြင်ကိုမထားရင်ဘူးဟာမင်းဟာပြောလိုက်ဦးမင်းတို့ကိုစမဲဘာတော့စကားပြောတဲ့တော့နားမလည်ဘူးနော်တထုပ်တော့မှတ်ပါပဲမင်းတို့အဲ့ကြောင်ပြောတယ်ကိုစမဲဘာလို့လူကခမရဆိုင်မှာကြုတ်ကြက်တိုက်မှာရကြက်တိုက်လို့မရဘူးလေနင်လာလို့ရှိရင်ရွှေတွေမလုံးနဲ့နော်ကြက်တိုက်လို့ရလားမရဘူးလားပဲပြောခင်ဗျမရဘူးဒါဈေးကြီးပိုင်ဈေးကြီးတွေမြေကြီးတွေကြုတ်လာမပြောနဲ့တိုက်လို့မရဘူးလားရလားပဲပြောဈေးကြီးကဒီကဇိုးတော့နင်မကြောက်ဘူးလားဟာအဲ့ဇိုးတွေရဲ့အညာကိုကြုတ်ကကိုင်းလာတာဈေးကြီးတော့ကတော့အေးဆေးပဲနင်ပိုင်လို့ရှိရင်ကြိတ်တဲ့လောက်တိုက်အကောက်ရဖို့ပဲရေးကြီးတာခေနမ်းဖတိမရကိုသိခမရများကျတို့တဲမှာဖဲတော့ကောက်တယ်ခုကြက်ဝိုင်းကခမရကောက်မကောက်ငါမသိပဲနဲ့ဘဲထိုင်မှာဘဲကောင်တွေကကြောက်ဝိုင်းလို့ຫນွေလိုကြီးဆိုင်ပါဗျဘသူတွေတော့လူဝါလို့ဗျာတွေ့ကြပြီပေါ့ကွာကိုလူအောင်မသေးလာနေလူကဟဲ့ဘာလဲမင်းကငါပိုင်လဲမှာငါမသိဘဲနဲ့ကြက်တိုက်ရဲတယ်ဗောလားရဟဲ့ပိုင်တာတွေဆိုင်တာတွေငါလာပြောနဲ့မင်းစားရှိဝင်းပါလိုက်ဘယ်ဘက်ကပါမှာတော့ငါတော့မပါချင်မင်းတို့ရိုက်ရှင်တာဟဲ့မပိုင်မဲနဲ့ချင်းမြိုင်ဘူးမင်းဟိုဘက်ကိုတစ်ချက်ရှိုးလိုက်နဲ့ဟာကောင်စေးဟာခွေးဟာ他们吃汤了，说了这么费劲要上来。ဒီပါမရ没有嘞，我上汤了，说了嘞，他家没洗不掉嘞，太快汤了，说了嘞，汤了嘞，把嘞口罩拿我洗不掉。没嘛呀？那这我你要知道谁中了没呢？你要这边了汤嘞，把你来吃了嘞。没嘛呀？俺当没嘛嘞，俺那块别弄没弄着包呢。对差了，你说对的比呀呗，你瞅那边。ဇိုးတွေရဲ့နောက်မှာဒီလိုနားပူပြီးလက်ရဲစိတ်မိမတွေရှိတယ်ဆိုတာမင်းတို့သိထားဖို့လို့မင်းတို့သိထားဖို့လို့အညာကွာအညာဆိုတာကင်တဲ့ဖို့လို့